Hello အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့ Mary ရဲ့ page ကိုအခုမှစပြီးတော့တည်တဲ့လူတွေအတွက်ပေါ့နော်အရင်တုန်းက Mary ဗီဒီယိုတွေအများကြီးတင်ထားတဲ့အကြောင်းအရာတွေကိုပဲဒီမေးခွန်းတွေကိုပဲထပ်တလေးလေးလာပြီးတော့မေးလေးရှိတယ်ပေါ့နော် Mary ကလည်းအကြောင်းတူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်မှာအတန်းတွေရှိမယ်တစ်ဖက်မှာအိမ်စာတွေရှိမယ်တစ်ဖက်မှာ social တွေရှိမယ်ပေါ့နော်ဆိုတဲ့အခါကျတော့အချိန်ပြည့်ဒီ line မသုံးနိုင်တဲ့အခါတွေရှိရပေါ့နော်အဲ့ဒီခါကျလို့ရှင်ဖုန်း reply ပြန်တယ်တွေနောက်ကြတယ်ကြာတာတွေရှိရပေါ့နော်တယောက်ချင်းစီပြန်ဖို့အတွက် solution လဲအရန်ကိုအချိန်ပေးရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီထက်နေတဲ့မေးခွန်းတွေကိုပြန်လဲဖြေကြားပေးဖို့အတွက်ဒီဗီဒီယိုလေးကိုဖန်တီးပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးမေးခွန်းကဘာလဲဆိုလို့ရှင်တရုတ်ပြည်ကိုရောက်သွားတဲ့အခါကျတော့ပေါ့နော်ဘလို့စားရောက်သွားတာလဲဆိုတာသိချင်ကြရပေါ့နော်ဘလို့စားရောက်သွားလဲဆိုတာအမေဒီပြောပြပူးတဲ့အရင်တော့ MTM တင်တန်းကျောင်းမှာကျောင်းတက်တဲ့ကျောင်းတက်ပြီးတဲ့ခါကျလို့ရှင်အဲ့ဒီတင်တန်းနဲ့ပဲကျောင်းလျှောက်ပေးတယ်ကျောင်းလျှောက်ပေးပြီးတော့မှ scholarship နဲ့ပေါ့နော်ဒီဘေကျင်းကိုရောက်လာတာပေါ့နော်ပြန်မှာတက်နေရလဲဆိုရင်ဘေကျင်းကျောင်းထုံး University မှာတက်နေတာပါရှင့်နောက်ပြီးတော့ပါမေဂျာနဲ့တက်လဲဆိုပြီးတော့မေးလေးရှိရပေါ့နော်ပါမေဂျာလေးဆိုလို့ရှင် Business Administration Major ပေါ့နော်တရုတ်လို့ဆိုလို့ရှင်ကုန်းရှန်းကွမ်းလီလို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ဒီ MTM တင်တန်းကျောင်းလို့ပြောလိုက်တဲ့ခါကျတော့သူတို့က MTM တင်တန်းကျောင်းဘယ်လိုလဲဘာညာအရင်လာမေးလေးရှိကြပါပေါ့နော်ဆိုတော့ကိုရိုင်းသိချင်တယ်ဆိုလို့ရှင် MTM တင်တန်းကျောင်းမှာကိုရိုင်းတွားရောက်လေးလာပြီးတော့အမြန်စုံစမ်းစေချင်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့မေးလေးရှိရပေါ့နော် scholarship fee ဘယ်လောက်ရလဲပေါ့နော်တစ်လကိုရွာ2500ရပါတယ်ရှင်အလားအဖို့သုံးဖို့လုံလောက်ရလားလို့မေးတယ်ဆိုလို့ရှင်လုံလောက်တယ်လို့ဖြေပါမယ်ရှင်နောက်တစ်ခုကကျတော့အခုမှ Mary ရဲ့ page ကိုတည်တဲ့လူငယ်တွေကပေါ့နော်Mary ကဘယ်လိုမျိုးလဲဆိုလို့ရှင်တရုတ်မှာရောက်နေတဲ့အတွက်ကြောင့်မလို့တရုတ် culture တွေတရုတ်နဲ့ပတ်သက်တာတွေကိုအများဆုံးသင်ပေးရမှာမဟုတ်ပါဘူးကိုယ့်ရဲ့လမ်းကြောင်းဘယ်လိုသွားလဲကိုယ့်ရဲ့တနေ့တာဘာတွေလုပ်နေလဲပြီးလို့ရှင်ကိုကဒီနေရာကိုရောက်အောင်ဘယ်လိုလာလဲပြီးလို့ရှင်ဒီနေရာကိုရောက်ဖို့ဘယ်လိုတွေလာရမလဲဆိုပြီးတော့လမ်းညွှန်တာရဲ့နောက်တစ်ခုကကျလို့ရှင်ဒီတိုင်းပဲဒီတရုတ်မှာပဲမဟုတ်ဘူးနောက်တစ်ခါလေးဆိုလို့ရှင်ကိုရောက်သွားတဲ့နေရာတွေကိုရှိတဲ့နေရာတွေမှာဆိုလို့ရှင်လေဘာအခွင့်အရေးတွေရှိလဲဘယ်လိုလုပ်လို့ရလဲဆိုတဲ့ဟာတွေကိုလမ်းညွှန်ပေးသွားအောင်မလို့ပေါ့နော်နေရာလေးမှာပဲရက်တက်နေတာမျိုးမဟုတ်ပဲတခုပဲလုပ်နေတာမျိုးမဟုတ်ပဲနေပေါ့နော်ကိုစိတ်ဝင်စားတာတွေလည်းလုပ်မယ်လုပ်တင်တာတွေလည်းလုပ်မယ်လုပ်ချင်တာတွေလည်းလုပ်မယ်ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့သွားမှာဒါပေမဲ့အញ្ញမ်းချက်ကတော့တူနေမယ်ဒီလိုတဆင့်ပြီးတဆင့်သွားမယ်ပြီးတဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့ပေးနာလူတွေကိုအကျိုးပြုမယ်ကိုယ့်ရဲ့လူမျိုးတွေကိုယ့်ရဲ့နိုင်ငံတွေကိုအကျိုးပြုမယ်ပေါ့နော်ဒီလိုမျိုးရည်ရွယ်ချက်နဲ့သွားနေရပေါ့နော်ဆိုတဲ့ခါကျတော့အမေနဲ့အတူတကွknowledge လေးတွေလည်း sharing လုပ်ရင်မင်းနဲ့အတူတူစူးစမ်းပြီးတော့တတ်ချင်တဲ့လူတွေအတွက်ဒီ page ကနေပြီးတော့ welcome ပါလို့ပြောချင်ပါတယ်ရှင်တကယ်လို့ကိုကသိချင်တဲ့မိကုန်းနေရှိရဆိုလို့ရှိရင် comment လေးမှာလက်မှတ်ပေးဖို့တောင်းဆိုပြစီရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်တတာ